နေပေးနာနေဟဲ့ကလေးနေပေးတာအသက်ကြီးတဲ့လူတွေကကြတော့ပေါက်ထားတယ်ဆိုအချက်လိုက်တွေဖြစ်လာလို့ရှိရင်အရင်စိတ်ညစ်ရတယ်ပေါ့နော်ဟဲ့ကလေးနဲ့ပေးလိုက်လို့ရှိရင်2ခါ3ခါဆိုတာနဲ့ပေါက်တွေကအကုန်လုံးခွာချသွားပြီးတော့ဘာမှရှိတော့ပါဘူးဥယျာဉ်ပြလေးကိုထီအောင်အကုန်လုံးလိုက်ပြီးတော့တေချာလေးနဲ့ပေးရပါတော့ဟဲ့ကလေးမြေနဲ့တုံးတဲ့အတွက်ကြောင့်မလို့ဟဲ့အမေရဲ့သက်ဆိုတာ83နှစ်ရှိပြီပေါ့နော်83ကျော်လာပြီဒါပေမဲ့စပင်ကနဲ့ဆေးဆူထားတာမဟုတ်ပါဘူး original ကိုကနဲ့နေတာပါစပင်ဖြူထပ်မထွက်ဘူးပေါ့နော်ဟဲ့ကွေးတုံးတဲ့အတွက်ကြောင့်မလို့စပင်ဖြူတွေလည်းထပ်ပြီးတော့မထွက်တော့ဘူးဒီမှာဆိုလို့ရှိရင်စပင်လေးကိုမဲနေရပဲပေါ့နော်အဲ့ဒါအသက်80ကျော်မေးရဲ့ review လေးပါဒါလေးဆိုလို့ရှိရင်ပေါင်လည်းမထားဘူးเนาะစပင်ရှည်လည်းအရင်မြန်တဲ့အတွက်ကြောင့်မလို့ခဏစပင်နဲ့ပေးပါအောင်စပင်နဲ့ပေးပါအောင်နဲ့ပြောရတယ်ပေါ့နော်စပင်ရှည်ရမြန်နဲ့အရင်ကိုတည်တာလေပေါက်ထားမှာဆိုလို့ခေါင်းဥယျာဉ်ပြလေးတွေကိုဝင်အောင်တေချာလေးလိုက်ပြီးတော့လိမ့်ပေးတာပါကိုလိမ့်လို့ရှိရင်နဲ့ဥယျာဉ်ပြကိုမထိလို့စမိလိမ့်ပေးဆိုလို့ဒါခွက်မျိုးဟဲ့ဂရင်းလေးနဲ့ပေးတာပါအဲ့တော့လူကြီးရောကလေးရောသုံးလို့ရတယ်သုံးတဲ့လူတွေလည်းအရင်ကြိုက်ကြတယ်ပေါ့နော်လူကြီးကြီးကြပေါက်ရှိတဲ့ပြဿနာစိတ်ညစ်ရတယ်လေသူတို့အတွက်ကြောင့်မလို့ဒါလေးနဲ့ပြန်နဲ့ပေးလိုက်လို့ရှိရင်ပေါက်တွေလည်းပြတ်ပါတယ်အမေရအိမ်မှာကြည့်လိုက်တော့စပင်အဖြူကိုမရှိတဲ့လောက်ပဲလောင်းဝရနဲ့ဆေးဆိုထားတဲ့စပင်မဟုတ်ပါဘူးရှင်အဲ့ဒါလေးကိုသုံးလို့ရတယ်လူကြီးရောကလေးတွေရောတောင်းရင်ရဲခေါင်းနဲ့ဟဲ့ကွင်းလေးဆိုတာကိုလာပြီးတော့ပြောပြပေးတာပါအဲလေးကိုလိုချင်တယ်ဆိုလို့ရှိရင်လည်းဝယ်လို့ရပါတယ်တပူ1000 ပါရှင်လာမှလို့ရပါတယ်เนาะ Messenger ကနေလဲလာမှလို့ရတယ်ဒီ page ဒီ tutorial CP ကနေလဲလာမှလို့ရပါတယ်ရှင်ဖုန်းလေးဆက်ပြီးတော့မှချင်လည်းရပါတယ်3993334539ကိုဖုန်းလေးတစ်ချက်လောက်လမ်းဆက်လိုက်ရင်လည်းရပါတယ်ရှင်ရန်ကုန်မန္တလေးကနေပြီးတော့ပစ္စည်းရောက်